သေးစွာရေးကြည့်တာဘာလိမ့်မလဲလို့ဒါကြောင့်ကိုယ်နဲ့ရေးလေးဖြင့်ဝါသင်္ကာရပါလို့သိကျလို့ရတယ်တပိဋကဉာဏ်တော်ကြီးနဲ့ပြည့်တဲ့အခါဓမ္မတွေသူတို့ကဏ္ဍမှာငါကကျင့်ကျင့်လို့ရှိရင်ဘယ်တရားကိုအရင်ထုတ်ရပါမလဲလို့တပိဋကဉာဏ်နဲ့ပြည့်လိုက်တဲ့အခါကျတော့ဘယ်လိုလဲမြင်မမျိုးပါပြီးကြတော့ဓမ္မတွေဒီကြည့်ဆိုတာခဏလေလာကြတာအမြဲနေရတာဘယ်လေးပါပဲဆိုတာမှတ်ထားကြဒီဘယ်လေးပါရဲ့သိရေကောင်းနဲ့ဒီပါလိမ့်မယ်လို့သဗ္ဗညဉာဏ်နဲ့ကြားလိုက်တဲ့အခါကျတော့သူတို့ကံမှာဒိဋ္ဌိမပြည့်လို့အပင်လေးပါရောက်ပြီးကြတာနေရတာကိုမြင်တော်မူတယ်ဒါကြောင့်ဓမ္မတွေဘယ်လေးပါရောက်နေတဲ့ဥစ္စာဘုရားကြောင့်ရောက်ရတယ်ဆိုတဲ့လက်တွေယနေ့ရှင်းရှင်းလင်းလင်းပြောတော့ဒိဋ္ဌိပဲဘယ်လေးပါရောက်ရတဲ့လက်တွေဒီပါဒိဋ္ဌိကောင်းပြီဒါဖြင့်ဒီဒိဋ္ဌိကိုတော့ဓမ္မတွေယနေ့အလုံးနဲ့လည်းချုပ်အသိနဲ့လည်းချုပ်ဆိုတဲ့နှစ်ခုသောချုပ်ကြီးကိုရှင်းအောင်လဲအောင်ပဲဆရာဘုန်းကြီးကဒေဝီဆောင်တင်လိုက်မယ်လို့တော်သူကြီးမှတ်တာမရှင်းမလဲတော့မရှိရဘူးဒီပြင်ဓမ္မတွေဘာလို့ပြုလို့နေဝန်းထဲမှာဒိဋ္ဌိဉာဏ်နဲ့ဆရာကလည်းရှင်းမပြေဓမ္မတွေကကိုယ်ဉာဏ်နဲ့ကိုဉာဏ်ထဲမှာမရှင်းလို့မထုတ်တတ်သေးလို့ရှင်းရင်မျိုးမျိုးဝန်းတဲ့ရှိနေသေးတယ်လို့သိပြီးဆက်ရမှာပါဒီမထုတ်တတ်သေးရင်မျိုးမျိုးရှိနေသေးတယ်လို့မှတ်ပါကျောင်းဆောက်လဲဟောက်တာဆောက်ဒိဋ္ဌိမသိဘဲနဲ့ဆောက်ရင်ကျောင်းဆောက်တဲ့ကုသိုလ်ကတခြားမျိုးမျိုးကတခြားဘာနဲ့ကောင်းလေကြွေးကြတယ်သိကြတယ်လူကြတယ်တန်းကြတယ်ဒီကုသိုလ်တွေမရဘူးတော့ကာမဝိပါဒတာဆိုတော့ကျိုးတော့သေးတာပေါ့ကွာသူဒီတွေပါလေကျိုးသေးတာသို့တော်လည်းဒိဋ္ဌိကဒိဋ္ဌာနုပ္ပယဆိုတဲ့သဘောကဝန်းနဲ့ပါတော့ကြလို့ရှိရင်ဟိုကျိုးပဲဆိုရင်သူဆွဲချအောင်မယ်ဆိုတော့မှတ်လိုက်ဒါကြောင့်ဘုန်းကြီးကဓမ္မတွေမှာမျိုးမျိုးရှိဒီနေ့တွေ့ပါဘာပါလို့ဒိဋ္ဌိတက္ကရာဒိဋ္ဌိကိုမှတ်လို့ရလမ်းပါမျိုးမျိုးရှိဒီပါလေတက္ကရာဒိဋ္ဌိပဲလို့ဓမ္မတွေကမှတ်ထားတယ်မှာဒီနေ့ဆရာဘုန်းကြီးဒီပါဦးတေးဆောင်ကျင်ပါပါလို့ဆိုတော့မျိုးမျိုးရှိဉာဏ်နဲ့ထုတ်ပြီးမယ်လို့မှတ်မျိုးမျိုးရှိကိုဘာမှမပူကြနဲ့ဓမ္မတွေဒီကောင်းတာကောင်းလို့ရှိသာသနာ့တော်ကလည်းရှိဖြစ်ပြန်တော့ငါတို့ဒီပြန်တယ်လေးကသိချက်ရပါတယ်ဆိုတာကဒီကမှသိနေချပြီးမှတ်လဲမှသိရဖြစ်ပေါ်တယ်ဘာမှဘူးကြရမရှိပါဘူးနော်ဒါဖြင့်ဘယ်တရားကိုမဟောဘူးဓမ္မတွေဘယ်တရားမှာလဲဒီဘုမှုတေမှုဆိုတဲ့တရားတွေဒီဘာနဲ့စဉ်းစားကြည့်ပါဒါနေရမှာအိုမှုမရမှာတေမှုမရှိဘူးလားရှိပါဘူးအဲ့ဒီကြည့်တာကိုကြားရဆိုလို့ရှိရင်မရတဲ့ခါနဲ့ကြည့်တာတော့မရှိတော့ဘူးပေါ့ဒါဒုက္ခသစ္စာဆိုတာသိနေရှိပါဘူးအဲ့ဒီဒုက္ခသစ္စာတွေကိုဓမ္မတွေအပြီးတော့ဒီဒုက္ခသစ္စာသရတိဒုက္ခမရဏမိဒုက္ခသစ္စာဆိုတာသိနေတော့ဒီဒုက္ခကြီးကမိသူမှကြိုက်เสียအကွက်လည်းမရှိပါဘူးမိသူမှအကွက်လည်းတော့ကြိုက်เสียမရှိတာအမှန်မှန်သင်များတယ်ဒီဒုက္ခဘယ်နဲ့ကြောင့်ရသလုံးဆိုလို့ရှိရင်ဒိဋ္ဌိမပြုတ်လို့ရတယ်ဘယ်လိုမှကြဒိဋ္ဌိမပြုတ်လို့ရတယ်လို့သုံးတဲ့ကြချနော်ဒိဋ္ဌိမပြုတ်လို့သစ္စာမသိလို့သစ္စာမသိရတဲ့ဒိဋ္ဌိမပြုတ်တဲ့နဲ့ကျူးကျူးပဲဒါဖြင့်ဇာမန်ကဘယ်ကလာတယ်ဇာတိကဇာတိကဒီဇာတိကမရဲတာနော်ဒီဇာတိကလည်းဒကာတော်ကတို့ဘယ်နဲ့ကြောင့်ဒီဇာတိပေါ်ရပါလိမ့်မလို့မေးတဲ့ခါကျလို့ရှင်ယနေ့ဒိဋ္ဌိမပြုတ်လို့ပဲရတယ်လို့ပြောကြသဘောကျဘယ်လိုမပြုတ်လို့ပါဒိဋ္ဌိမပြုတ်လို့ပဲရကြရတယ်ဆိုတာမှတ်ထားတာနော်ဒါမျိုးနောက်ဆုံးမိတ်ဒိဋ္ဌိလက်သက်ပေါ်လာလို့မဟုတ်နဲ့ဒီဇာတိဒီကားလို့ဆိုလို့ရှင်ဒကာတော်ကတို့ဘယ်ကများလာပါလိမ့်မလို့သက်ဆက်ကြအောင်သမ္မာပါဒီကောင်းတာဘယ်နဲ့ကြောင့်ဒကာဓမ္မတွေသုတိပို့လိုက်အပေလေးပဲရအောင်ပို့လိုက်လုံးနေပါလေမလုံးလို့ဆိုတော့ဒီကံကဒိဋ္ဌိပြုတ်နိုင်ဒိဋ္ဌိပြုတ်တဲ့ကံမဟုတ်လို့မှတ်လိုက်ဒိဋ္ဌိပြုတ်တဲ့ကံသောတာပန်ကိုဒီလိုကမ်းလိုက်ခဲ့တဲ့ဝိသကာသောတာပန်ဒီမှာဒီလိုကမ်းလိုက်ခဲ့တဲ့ကမ်းလိုက်တဲ့ကံနည်းလားနည်းပါဘူး
အပေရောက်ပြီမရောက်ပါဘူးကံပြီးတော့မလုပ်ဘူးလုပ်ပါဒါနကံမြတ်သူ့ရဲ့ကြည့်တာတော့ရှားရှားဥပုဒ်တရေတွေဆောက်တယ်ဆောက်ပြီးရတဲ့သူ့ရဲ့ဆောက်ပြီးတာတော့ရှားဘယ်နဲ့ကြောင့်အပေမကောင်းပါဘူးမလို့ဆိုတော့အိုးကံတော့လုပ်ပါရဲ့ဒိဋ္ဌိပြုတ်တဲ့ကံလုပ်ပြီလို့ပေါ်ကြပေါ်ပါဘာလို့လဲဒိဋ္ဌိပြုတ်တဲ့ကံအဲ့တော့ဒကာမဒိဋ္ဌိနဲ့ကံဘယ်ဟာကိုသိထားရမလဲဆိုတော့ယနေ့ဘုရားညဇံဒိဋ္ဌိထုတ်တာသိတာကံတော့မှလို့ရှင်းမလားဒိဋ္ဌိထုတ်တာသိတာကံကိုနောက်ပါဘုန်းကြီးတွေကဓမ္မကိုလုံးဝကြည့်ရတာကတော့ရှင်းတော့လွဲတယ်လို့ဆိုချက်သင်နေတာပဲရှင်းတော့လွဲတယ်လို့ဆိုချက်သင်ရင်ကိုယ်ဆုံးမမြင်နေသေးတယ်အခုတော့ကံကိုအရင်လုပ်တယ်ဒိဋ္ဌိတော့ဒိဋ္ဌိမပြုတ်ကုန်ဘူးကံကိုတော့ကြောင့်သောတရားတွေသွန်ကျွေးကွန်ကျွေးကံပြီးတော့ရင်လုပ်ပါတယ်ဒိဋ္ဌိကတော့မပြုတ်တော့ဘူးဝိဇ္ဇာကံနဲ့ကြားယူခြင်းဝိဇ္ဇာကံကတော့ဒီကံနဲ့လည်းရနေပြီဒိဋ္ဌိဖြစ်ပြီးတော့မှအိမ်တော်ကြောင့်မှကံတွေလုပ်လို့ကံတွေလုပ်လို့တဲ့အခါကျတော့ဘယ်လိုပါတရားတွေဘယ်ဒီကကခုသူ့ဒီမှာဘုံသင်္ကန်းဆက်နေတာသွားကြရှိတော့တယ်ဆိုတာအာရုံနဲ့သိပြီးသားဖြစ်ပါလေအဲ့ဒါဒီကအလုတ်တဲ့သွားတယ်လို့မောင်းနေဆိုကြဘယ်လိုဆိုကြအလုတ်ရှင်တဲ့သွားဘယ်လိုများတဲ့သွားပါဒိဋ္ဌိကိုကံကိုနောက်ပါဩဒါကြောင့်ဒီကတော့ပြင်းငရဲနဲ့ဒီကန်းရှင်ကန်းပြတ်တာလည်းဒိဋ္ဌိကျိုးကိုပြတ်ရှင်းကြဒါကြောင့်ဘုန်းကြီးတရားဓမ္မတွေသိသိကြကြမှာပါလေမလူပါနဲ့မတမ်းပါနဲ့ကျောင်းမဆောက်တာနဲ့ဘုရားမတည်ပါနဲ့လို့မဟောပါဘူးလောက်ပါကံတွေကိုကြိုးစားပြီးတော့နော်ဒါတော့ရှင်းတော့ဒီမလွဲပါဘူးဘယ်လိုမှာပါလဲရှင်းတော့တော့ဟိုကံတွေတရားဓမ္မကိုဒိဋ္ဌိမပြုတ်တဲ့ကံတွေအပင်ငယ်မျိုးစိနာယဒုတိယများကြတယ်မျိုးစိပါသားလို့မျိုးစိကဘယ်လေးပါးလဲဆွဲချဒါဖြင့်တရားဓမ္မဒီနေ့မှာတာဖြင့်ဒီကျင်တော့သဘောကျကြတာတော့ရှင်းတာမလွယ်ဘူးဘယ်လိုပါရှင်းတာမလွယ်ဘူးနဲ့ဘုန်းကြီးဓမ္မတွေအခုချမ်းပါပါတယ်ရှင်းတာဆိုတာကကံနဲ့ဒိဋ္ဌိဘယ်ဟာကိုဉာဏ်ထုတ်ရဒိဋ္ဌိထုတ်ရကံကိုနောက်မှလို့ဒါကလည်းဆရာကောင်းပြမှာလေရုပ်ဆိုင်ရလည်းဖြစ်နိုင်ပါဘူးဒီတိုင်းရိုးရိုးဆိုရင်တန်ရှိထားတာမှာကြည့်တော့ဘာဓမ္မလို့ဘာရှိထားကြကံရှိထားကြတယ်ဆိုတာညင်းရံပြောက်မှန်းနေတော့ကိုယ်ကိုယ်တိုင်ကဒီတိုင်းပါပဲဘုရားလို့ဆိုလို့ရှိရင်သဘောလုံးတောင်းယူရဒီနိုင်ဒီအဲ့ဒါပြောင်းဖြစ်တဲ့အခါပြင်ပြရှိတာမပြင်ပဲလုတ်ပြရှိတာအကျဉ်းလို့ပြောွယ်တဲ့ဒီကားလို့ဆိုရင်ကိုကျွန်းနေရတယ်ဆိုကြပါကိုကျွန်းနေရတယ်ဒိဋ္ဌိကိုရင်မဆုပ်ဒါဟုတ်ရင်လုတ်ပြီးကြတာနေတဲ့အတွက်ဒကာဓမ္မတို့မှာကံဒီကားလို့ဆိုလို့ရှိရင်အခုကံနဲ့ဒိဋ္ဌိကြောင့်လုတ်တာပဲကုသိုလ်ကံကလည်းဒိဋ္ဌိကြောင့်လုပ်ဖြစ်တော့စိတ်ထဲမှာဒိဋ္ဌိဥရှိတဲ့ကံကဖြစ်ပြီးကြတာနေသောကြောင့်စိတ်ကံတွေကားလို့ဆိုလို့ရှိရင်ဘယ်လိုစုတောင်းဒိဋ္ဌိမဆုတ်တဲ့ပြီးတော့ဝတ္တကံကဖြစ်တယ်ဒါသမီးတွေစတယ်ဒိဋ္ဌိမဆုတ်တဲ့ကံကြီးဝတ္တကံဖြစ်တော့ဝတ္တရဲ့ကျုပ်တွေပြီးကြတာနိဗ္ဗာန်မရောက်နိုင်ဆိုတဲ့အိဗယ်သဘောကျကောင်းပြီဒါဖြင့်ဒီကံပဲလာပါလိမ့်မောင်လေးသမတ်ဘုရားလားရှင်းကြပါလိမ့်လို့ဒါတော့နော်ဥပါဒဏ်ကားတဲ့ဆံမှုရသစ္စာကံဒုက္ခသစ္စာဆိုရပြီနေတော့သစ္စာလေးပါးတော့ပြင်ရှင်းပါပြီကောင်းပြီဒီဥပါဒံပဲလာပါလိမ့်သနာဆိုတာကလောဘကတံဒိဋ္ဌိကသံဃိတံဆိုတော့လောဘကတံဆိုတော့လောဘရဲ့ပိုင်းဒိဋ္ဌိကသံဃိတံဆိုတော့လောဘနဲ့ဒိဋ္ဌိကကျွဲနေတယ်ဒီတော့မှလောဘကာရတံဒိဋ္ဌိကသံဃိတံကျင်းမလောဘနဲ့ဒိဋ္ဌိကျွဲနေတယ်ကွာသဘောကျလားလောဘနဲ့ဒိဋ္ဌိဒါကြောင့်ဒီဇာတိဆိုတာအပေဇာတိဆိုတာမရဏတွေဟာသူလက်တယ်တွေ့လောဘကတံဒီတော့မှပါတယ်ဒိဋ္ဌိကလောဘကတံလောဘနဲ့တကွာဖြစ်တယ်ဒိဋ္ဌိကသံဃိတံဒိဋ္ဌိနဲ့ကျွဲနေတယ်ကွာသဘောကျအဲ့တော့ဒီလောဘလေးပါနဲ့တွဲဒီဒိဋ္ဌိမပြုတ်နေတဲ့အတွက်ဒီဒိဋ္ဌိကြောင့်ဒိဋ္ဌိပါတယ်ဒိဋ္ဌိအုပ်စုတဲ့တာသဘောကျဘုရားပါဆုံးဒိဋ္ဌိပါလား
ခင်ဗျားတို့ကတော့တမျိုးလေးဖြစ်နေလို့နော်ဒီကဘာဖြစ်ကြဒိဋ္ဌိယုတ်တဲ့ကံလို့မဆိုနိုင်ဘူးလားဒိဋ္ဌိယုတ်တဲ့ကံဆိုရင်မောင်နိုင်ကြပြီလားအပေကြပြီကိုလားမလားဘူးလားသိပြီကြပြီတော့ဘာဖြစ်လာလားဇာတိဒကာဓမ္မတို့ဘယ်ဇာတိမှာမကောင်းတယ်လေသိကြတော့အပေပန်းတွေကသာကိုသိုးရဘူးဒါဖြင့်ဒကာဓမ္မတို့သွားကြပါစို့ဒိဋ္ဌနာဒီကားလို့ဆိုလို့ရှိရင်ဘယ်သူနဲ့တွဲဒီဒိဋ္ဌိကဘယ်ကများလာလိမ့်မလို့တဏှာနဲ့တွဲနေတဲ့ဒိဋ္ဌိဘယ်ကများလာပါလိမ့်မလို့မေးတဲ့အခါကျတော့မှာတဲ့ဒီတဏှာဒိဋ္ဌိကိုမောင်နေလို့လက်ဆက်ကျချက်တယ်ဝေဒနာကဓမ္မတကယ်လားဝေဒနာဆိုတော့ခင်ဗျားတို့ခန္ဓာကလာတယ်ဆိုတော့ခန္ဓာကလာတယ်လို့တကယ်လို့မသိကြပါဘူးမသိနိုင်ဘူးဒီတော့ပါလို့ဝေဒနာခန္ဓာကြီးနဲ့ပြရတယ်ဝေဒနာခန္ဓာရှိခဲ့တော့ပညာသင်္ခါရဝိညာဉ်ဆိုတဲ့စိတ်တွေလည်းတွဲရည်ဖြစ်နေတော့ခန္ဓာ၅ပါးကလာတယ်လို့ဆိုလိုက်ဒါဖြင့်ဒကာဓမ္မတို့ဒီစိတ်ကြီးပဲလာတော့သိကြပြီသိကြပြီဒီနေ့တရားတစ်မျိုးမှသဘောကျဒီဒိဋ္ဌိတဏှာဒီဘယ်ကလာပါလဲခန္ဓာ၅ပါးကလာတယ်ဆိုတော့သိကြပါလားဟုတ်ကြောင့်ဘုရားကခန္ဓာကြောင့်ဒိဋ္ဌိလာတယ်ပေါ့သဘောကျခန္ဓာကြောင့်ဒိဋ္ဌိလာတယ်ဆိုတော့ကိုယ်ဆုံးသိကြတော့ရှင်းကြကောင်းပြီယနေ့ဆရာဘုန်းကြီးမူလာရတယ်တောင်းခန္ဓာကတရားဓမ္မတွေမရင်းမျိုးစိတ်ထုတ်ပါမယ်လို့ပြောဒါဖြင့်ဒီလိုကြီးပြောရတယ်တရားဓမ္မဒီလိုကြီးထုတ်လိုက်လို့ရှိရင်ခင်ဗျားတို့ခန္ဓာကိုသိလို့ဒိဋ္ဌိပြုတ်တယ်ဆိုလို့ရှိရင်ခန္ဓာဝင်ရှိနေများတယ်လေဒိဋ္ဌိပြုတ်တော့ကြောင့်အပယ်မသွားဘူးလို့တစ်ချက်ကြိုက်သဘောကျဟုတ်ပါဘူးကြားကြမှာငါ့ထင်ကြပါတော့တဲ့ရာရေးကြည့်တဲ့အသုံးကိုသုံးပါတော့ရေးကြည့်တဲ့တရားကိုပြင်တို့ဒီကြားလို့ပြင်သိမ့်ပံ့ရအောင်ယူပါတော့မယ်ဆိုတဲ့စိတ်ကိုပြင်ကြောက်ကြတာမေးပါလို့သောသောကြီးကဓမ္မရဲ့မြစ်တာစေစားပြီးပြောကြနေတယ်လို့ပိုက်တာဒီဒိဋ္ဌိရတော့လာတာလို့မတော်လို့တို့ဒုက္ခနာငရဲမျိုးတွေဒီခုဒီရောက်နေပြီဘယ်ကလာပါလိမ့်မလို့ဆိုတော့ခန္ဓာကလာတယ်ဆိုတာတော့မောင်းနေသိကြတယ်တော့ဒီခန္ဓာထဲမှာဘယ်နဲ့ကဒီရောက်လာပါလိမ့်မလို့ကိုယ်ဆုံးကိုမေးဖို့လို့ဒီငရဲမျိုးတွေဒိဋ္ဌိကခန္ဓာထဲဘယ်နဲ့ရောက်လာပါလိမ့်မလဲလို့ဓမ္မကိုမေးဖို့လို့တော့ဒီအဲ့ဒီတော့ဒီနေ့ရှင်းပြတာကိုဒီဆက်ရည်ဆက်ပြီးတော့မှတ်ကြပါတရားအလုံးကြီးစကားကများနေတယ်တရားလုံးကြီးကကိုဆုံးမများဓမ္မခင်ဗျားတို့ကနှလုံးသွင်းမှားရှိပါလေနှလုံးသွင်းမှားဆိုတာကတော့ဓမ္မတို့အာယောနိတော်မနတိကာရနှလုံးသွင်းမှားဆိုတာကအာယောနိတော်မနတိကာရဒါဖြင့်ဒိဋ္ဌိတဏှာသာခိုက်စံအောင်စစ်တို့မှာကိုယ်ခန္ဓာကိုပြည့်လိုက်တယ်ခါကြလို့ဖြစ်ရင်တဲ့နှလုံးသွင်းကနှလုံးသွင်းမှားတဲ့အာယောနိတော်မနတိကာရရဲ့ကြားလို့ဝင်လာဒါကဘောင်နေလို့အာယောနိတော်မနတိကာရခြေစိတ်ပေါ့အဲ့ဒီအာယောနိတော်မနတိကာရခြေစိတ်နဲ့ကိုယ်ခန္ဓာကိုကြည့်တယ်နော်ဒီတရားနဲ့ကြည့်လိုက်နှလုံးသွင်းမှားနဲ့ကြည့်လိုက်နှလုံးသွင်းမှားနဲ့ကြည့်တော့ဘယ်နဲ့လာဖြစ်လာလဲဆိုတော့ဒီမှာဝေဒနာလေးတွေရှိတယ်ပညာလေးတွေလည်းမရှိဘူးလားရှိပါဘူးခန္ဓာ၅ပါးမရှိဘူးလားရှိပါဘူးခန္ဓာ၅ပါးကိုသိတော့နှလုံးသွင်းမှားနဲ့ကြည့်ပြီးသဘောကျလားဒီကမှာရားတာလေးရှိရားတာပါပါလို့ဝေဒနာရားတာလေးကဝေဒနာပဲကောင်းတာလေးကလည်းဝေဒနာဟိုကမ္မတရားထားတယ်ဆိုတာလေးဝေဒနာလေးရားတာလေးလေတရားဓမ္မတွေကဝေဒနာရှိလို့မရဩငါရားလိုက်တာနှလုံးသွင်းမှလိုက်ကြတော့ဝေဒနာလေးကထားတယ်ဝေဒနာကိုမြင်ပါရဲ့ကန်းနဲ့တရားဓမ္မတွေကြားတော့ငါပေါ်လာတယ်ဘယ်လိုကြည့်ရလဲဒီနာဖြစ်လာပါလိမ့်မလို့နှလုံးသွင်းပါလို့ဒါဖြင့်နှလုံးသွင်းပါနဲ့ဝေဒနာခန္ဓာကြည့်ရတဲ့ခါကျတော့ငါကြားရလို့လာတယ်ဆိုတော့ပေါ်ရှင်းလားနှလုံးသွင်းပါနဲ့ကြည့်လိုက်တဲ့ခါကျတော့ရှင်တရားဓမ္မကငါလေးပေါ်လာဒီတရားမှာဖြင့်ငါပေါ်လာတဲ့လက်တွေရှင်းပါကိုယ်ခန္ဓာကိုကြည့်လိုက်နှလုံးသွင်းပါနဲ့ကြည့်လိုက်သဘောကျခန္ဓာပါနဲ့ကြည့်နှလုံးသွင်းပါနဲ့ကြည့်လိုက်တော့နှလုံးသွင်းပါဆိုတာကဝေဒနာလေးလည်းမသိအနိစ္စလည်းမသိဒ
ဒုက္ခလည်းမသိအနတ္တလည်းမသိတော့နှလုံးသွင်းမှန်းနဲ့ပုဂ္ဂံမှာကိုပြန်ဖြစ်လိုက်တဲ့အခါကျတော့ငါရလိုက်တာဆိုတော့ဝေဒနာနဲ့နှလုံးသွင်းမှန်းနဲ့ကြားငါပေါ်လာရှင်းရတယ်ရှင်းပါဒါကိုကျန်ရတာနေရာမှာလို့ဒီနာကိုဒီနာမယမျိုးစေဒီချာဟောဒီနာပဲဆိုကြတယ်ဒီနာမယမျိုးစေလို့ဓမ္မတွေသိချာမှတ်သမှာဩတို့ကဒိဋ္ဌိလက်ပဲကြားနေတာဒိဋ္ဌိကမယမျိုးစေအမှန်တန်ကြောက်ကြကောင်းတယ်ဘုရားရတယ်ညဝမှသူဥက္ကောင်းလေးလာတာတော့မှသိပြီးမှနှင်းမှာကွာဆန်ရှိကြတယ်သိပြီးမှယောဂကံနဲ့ဆိုလိုက်တဲ့ကသိပြီးမှဖြစ်ပါဒီလိုအရင်ထုတ်တော့မှမဟုတ်ရဟုတ်ပါဘူးတော့မှသိချာဟုတ်ပါဘာကြောင့်လို့ဆိုတော့ဒကာဓမ္မတွေမရဲကြလို့ညဒိဋ္ဌိတာမရဲကြလို့ညသိပါရှင်းရမရဲကြလို့ညဒါဖြင့်ဒီဒိဋ္ဌိကိုရှားခိုင်းရတယ်ဒီနေ့မရဲမျိုးစုကိုခြေပေါင်းပြစ်မယ်ဆိုပြီးကြတာဒကာဓမ္မတွေသိဆောင်ဖို့တော့မယ်ဆိုတဲ့စိတ်ထားနဲ့ဒီဒိဋ္ဌိဘယ်တော့လာပါလိမ့်မလို့မေးတဲ့အခါကျခန္ဓာကိုနှလုံးသွင်းမှနဲ့ကြည့်ပြီးလို့ပေါ်ကြခန္ဓာကိုနှလုံးသွင်းမှကြည့်လို့နာဖုတ္တနဲ့တရားဒီဘက်ကရာရကြည်နဲ့သဘောကျခန္ဓာကိုဘာနဲ့ကြည့်နှလုံးသွင်းမှကြည့်တော့ရရတယ်ငါဖြစ်ရတာကဝေဒနာအဲ့ဒီဝေဒနာကဘာဖြစ်မောင်နိုင်ရေးစဉ်းစားကြပါဦးဘယ်လိုကြောင့်ငါဖြစ်လာပါလိမ့်လို့နှလုံးသွင်းမှနဲ့ခန္ဓာကိုကြည့်လိုက်တဲ့အခါကျတော့ရရဥစ္စာဝေဒနာကြောက်ပြီးဒီကလာဝေဒနာလို့မသင်မဲနဲ့နာရိကတုမထုတ်ဘူးစဉ်းစားဓမ္မတို့ဒီနေ့တရားပေတရားပြအောင်သောတာပန်ပြောင်းဟောလို့မယ်ဆိုတာဒီချာမှတ်ပါဒီဒိဋ္ဌိစိတ်ကိုတော့ပါမယ်သောတာပန်ဒီကားလို့ဆိုဒီဒိဋ္ဌိစိတ်ကဒိဋ္ဌိစိတ်ဝိသိကိစ္စကအကျွဲလိုက်ပါသွားတယ်ဒါကြောင့်တဲ့သမဉ္ဇနာနဲ့မထောင်ပဲနဲ့အရေးကြီးဆုံးနာနဲ့ဒီနေ့ဆောင်တမ်းပါဆိုတာကိုလည်းတိုက်တွန်းကြတယ်ကျမ်းမှာနှလုံးသွင်းမှနဲ့ကြည့်လိုက်တယ်နှလုံးသွင်းမှနဲ့ကြည့်လိုက်တော့ဒီဆုံးမှာလေဝေဒနာကလည်းငါဖြစ်သင်္ခါရလည်းဖြစ်လာတော့ဆိုတော့သင်္ခါရကြောက်ကြတာနီလာပဲဒါဥဒ္ဒရာပဲဟုတ်လားဒါတတ္တိယပဲအစရင်ဒါလည်းကြီးတွေပဲအာဒါဘုံမိန်လောက်ရှိသေးတယ်အစရှိနေတယ်ဆိုတော့နာမြင်တော့ပါလေငါမမိတာပဲကွာသင်္ခါငါလာဖြစ်သင်္ခါငါလာဖြစ်ရုပ်လားဖြစ်ပါဘာနဲ့ကြည့်လိုက်လုံးဝပါလုံးဝပါနဲ့ကြည့်လိုက်တော့ဒါရမတို့အနိစ္စသင်ဝေဒနာပညာလည်းမသိဘူးပညာလေးဖြစ်တဲ့ကိုလည်းမသိတော့နှလုံးကမှားနေတယ်မှားနှလုံးကမှားနေကြည့်တော့ပညာကဘာလာဖြစ်ငါလာပညာကငါလာဖြစ်လာတယ်ဆိုတာသဘောကျတော့ကြကြလို့ရှိရင်ငါကငါစိတ်ကအမှန်ကြီးနော်ဆိုပြီးအနာရိတော့ဝိညာဏခန္ဓာကိုနှလုံးကမှားနေကြည့်တော့ငါစိတ်ဆိုပြီးကြတယ်စိတ်ကိုငါဆွဲဆိုသမောစိတ်ကိုငါဆွဲတာတော့ဘုန်းကြီးတရားဓမ္မတွေကဉာဏ်နဲ့စဉ်းစားစိတ်ကိုကြည့်ပြီးဒီကလာစိတ်ကြီးတော့ခန္ဓာကိုနှလုံးသွင်းမှနဲ့ကြည့်လို့ငါကြားထုတ်လာတာဒီဘောပါလားဘုရားကြားထုတ်လာငါကြားထုတ်လာတယ်ဆိုတော့တရားဓမ္မတွေတစ်နေ့လုံးရှင်မှမှားနေတဲ့ငါအပြင်ခန္ဓာကိုနှလုံးသွင်းမှနဲ့နှလုံးသွင်းမှနဲ့လုံးနဲ့ကြည့်နေလို့ငါကိုပေါ်လာသဘောကျခန္ဓာကိုနှလုံးသွင်းမှငါပေါ်လာတယ်ဆိုတော့လေးကြည့်ကြခန္ဓာကိုဘာနဲ့ကြည့်ပါလဲနှလုံးသွင်းမှနဲ့ကြည့်တော့ဘာပေါ်ပေါ်ဒါဖြင့်ဒကာဓမ္မတို့ခင်ဗျားတို့ငါဆိုတာကသက်သာရပြီဒီတဲ့ဘုရားများဒိဋ္ဌိပယ်လိုက်လို့သောတာပန်ပြီးသွားအပေကြလေးမပယ်ပဲတော့မကြဘူးဆိုတော့သောတာပန်ဘာလို့လဲမကြပါလိမ့်လုံးလို့အဖြစ်ထွက်ကြတယ်ဘယ်လိုဖြစ်ဒိဋ္ဌိပယ်လို့ဆိုတော့ရှင်းရသောတာပန်ဘယ်မကြတာဘာကြောင့်သောတာပန်ကြည့်ရတာလေဘုရားကြောင့်ကြည့်ရသောတာပန်ဘယ်မကြတာဒါဖြင့်အပေနေမျိုးစုသူပဲဆိုတာဆွဲချက်တာသင်ရအောင်ရှင်းကြရှင်းပါနေမျိုးစုကပြန်သူပဲဆိုတာဒကာဓမ္မတို့မြင်လို့ဒီလေးလားဒါဖြင့်ခင်ဗျားတို့ငါကြောင့်ငါဖရာငါသိငါမြေအစရှိတွေနဲ့ပြင့်ပြီးတော့မြေရင်းကခန္ဓာရှိပြီးတကယ်မြေကိုနှလုံးသွင်းမှနဲ့ကြည့်တဲ့အခါကျတော့ငါတော့တဲ့ကိုနှလုံးသွင်းမှနဲ့ကြည့်တဲ့အခါငါတိုင်ဆိုပြီးငါကြားတဲ့ဘောဘောမလားဘူးဒါဖြင့်
တရားဓမ္မတဲ့ခင်ဗျားတို့ကတော့ပါပြန်နှလုံးသွင်းမှတော့ကြောက်ကြကောင်းတာမရှိတော့ဘာကြောင့်လို့နေရာမျိုးစိပေါ်လာလို့ရှင်းကြနှလုံးသွင်းမှတော့ကြောက်ကြကောင်းတာဘာပေါ်ငါဆိုတော့နေရာမျိုးစိပေါ်နှလုံးသွင်းမှနဲ့ကြည့်လိုက်ပြီးသမဖြင့်ခန္ဓာကြည့်လိုက်ပြီးသမဖြင့်ကိုယ်ခန္ဓာ၅ပါးကြည့်လိုက်ပြီးသမဖြင့်နှလုံးသွင်းမှဆိုတဲ့ဥစ္စာဒီတရားဓမ္မတို့နှလုံးသွင်းမှမျက်လုံးနဲ့ကကြည့်လိုက်မယ်ဆိုအာယနိကမနတိကာရနဲ့ကကြည့်လိုက်မယ်ဆိုလို့ရှိရင်ငါဆိုတဲ့ဒိဋ္ဌိကကြားတယ်မပေါ်ပါနဲ့ဆိုလို့ခန္ဓာနဲ့နှလုံးသွင်းမှနဲ့ကြားရမှာပါပေါ်တယ်ဘောပြကြားဒါကဖြစ်ဒီဘက်ကကိုသုံးလိုက်ပါပြီတရားဓမ္မတို့ဒါကအာရုံတရားနာနေတဲ့တရားဓမ္မတွေခန္ဓာ၅ပါးဒီကဆရာတော်ကောင်းဆရာနည်းမရတာနှလုံးသွင်းမှဆိုတဲ့ဒီရရေးရတိုင်းမျက်လုံးပေါ့ဗျာဒီရရေးရတဲ့မျက်လုံးနဲ့ကိုယ်ခန္ဓာရှိကြည့်ကာမခန္ဓာရှိကြည့်သာဝတိခန္ဓာရှိကြည့်ကြည့်လိုက်လို့ရှင်းရှင်းအသင်းလေးကိုလည်းဘဝမျက်နှာလေးနင်းနေတယ်ဆိုရင်နတ်သမီးပါဖြစ်ပါလေနှလုံးသွင်းမှနဲ့ကြည့်တော့နတ်သမီးဆိုတာဒီကြားတော့ဘာလဲမွန်ဘူးလားမွန်ပါဒါဖြင့်ဒီနာဒီတရားဓမ္မတွေလာခြင်းရလို့လာရတာလားတဲ့ခန္ဓာနဲ့နှလုံးသွင်းမှပေါင်းပြီးဖြစ်တာလားဒီတရားမှပါတရားဓမ္မတွေနာဘယ်ကလာပါလဲခန္ဓာနဲ့နှလုံးသွင်းမှနဲ့ပေါင်းပြီးကြတာဖြစ်ရကျင့်တယ်ဒါကြောင့်ဒီဒိဋ္ဌိဖြစ်ခြင်းကြောင့်ယနေ့ရှင်းတယ်ပြောရတဲ့အတွက်တရားဓမ္မတွေကျေတင်ရတဲ့အတွက်နောက်ဆုံးကြည့်လို့သိသိမှာပါပဲအမှန်တရားဝန်တာမောင်းနဲ့ပြောဆိုသုံးပါးပြီးကြတာနေရတယ်အမှန်ကိုသုံးဖို့ဝန်တာနမောဒီလိုကြီးကဘယ်တော့လာမှမသိဘူးအခုတော့ခန္ဓာနဲ့နှလုံးသွင်းမှနဲ့ပေါင်းပြီးလုပ်တဲ့ဒိဋ္ဌိပဲဘယ်လိုဆိုကြရမလားဒါဖြင့်ဒိဋ္ဌိခန္ဓာကြောင့်လည်းဖြစ်တယ်နှလုံးသွင်းမှကြောင့်လည်းဖြစ်တယ်လို့အမှုကိုများပြောဟောထားတာကိုကြည့်လိုက်တဲ့အခါကျတော့မှမောင်းနေသိကျင်သွားဒိဋ္ဌိတွေကလာတော့ခန္ဓာကြောင့်လည်းလာတယ်နှလုံးသွင်းမှကြောင့်ဒါဖြင့်ခန္ဓာနဲ့နှလုံးသွင်းမှပေါင်းပြီးပါလာပါလိမ့်သိကြမှာတော့ဒိဋ္ဌိကသံဃာကံရှိတယ်ဘယ်နဲ့ကြောင့်ဒီဒိဋ္ဌိမျိုးမျိုးစီပေါ်လာပါလိမ့်မလဲဆိုတာကြတော့မပါဘူးဒါရင်ဓမ္မတို့သိကြပါမျိုးမျိုးစီဟာဘုရားနဲ့ဘုရားပေါင်းလို့တက်လာတာလေခန္ဓာနဲ့နှလုံးသွင်းမှနဲ့ပေါင်းပြီးဒီမှာပြန်ဘာပေါ်လာနာနာတယ်ဆိုတာလေခန္ဓာမပါပဲငါလည်းမလာဘူးနှလုံးသွင်းမှမပါပဲဒီကိစ္စကမလာဘူးကျင်းမလားဒါဖြင့်ဘုန်းကြီးကဓမ္မတွေတော်တော်ရေးကြည့်ပါလားဒီကိစ္စကိုဒီကိစ္စကလည်းဘယ်လိုများဟောလိုက်တော့ဆိုရင်သတ္တိယာရိယဩမတော်ဒေကြမနောမတ္တိမိစ္ဆာရိတိဘာဟာနာယသတောဝိသုပရိသေတိဘယ်လိုပါလိတော့ညဝရာဒီအကောင်းပြုလောင်တာသေးသေးမှမင်းတို့နှင်းနှုတ်ချင်နှုတ်ပါကွာဒီကိစ္စတော့အရင်နှုတ်ပါမဟုတ်ဘူးဘယ်နဲ့ကြောင့်ဟောရတော့ဆိုတော့နေရာမျိုးရှိရှင်းကြဘယ်လိုကြောင့်ဟောဒါဖြင့်ဓမ္မကိုဆန္ဒနေရာမျိုးရှိမနှုတ်ဘဲနဲ့ဒုက္ခတွေကြောက်လို့နေမယ်ဆိုရင်နေရာမျိုးရှိကမဆုံးဘူးပေါ့မင်းလေကောင်လည်းလေကောင်တော့ဆွန်တဲ့ကလေးတွေပဲကျိုးဆုံးတာကြီးဆွန်သွားနိုင်တယ်နောက်ပြရနေပြီးရစ်တဲ့ရောက်လုံးနဲ့ရက်လိုက်ပြီးဆွန်မှချင်းကြံနေတယ်ကြားပါပါတော့ကြအဲ့ဒါကြောင့်ဒါနရီရဲ့လေအောင်ကြောင့်တင်များတော့လေဘာမလဲတက္ကရာကြီးပြီးတော့ရောက်လုံးကဆွဲချလိုက်တယ်ကြံကြတယ်သဘောကျဒါနရီကလေအောင်ကြောင့်ဒါကလူနဲ့ရပြီးလေပုံကြီးသွန်ကြီးကောင်းရင်ရောက်သွားကြတယ်ဝေါမတာလည်းဆိုင်သူ့မှာအချုပ်စာကအောက်ဆွဲချတာအချုပ်စာကရောက်လုံးနဲ့မရှိဘူးလားရှိတော့ဘုရားကရောက်လုံးကိုသူကြော်နေမှသူဆွဲချတော့ကျင်ကြတာကြာဒါဖြင့်လေစိမ်ရောက်လာတဲ့ရတယ်ရောက်လုံးတတ်ပြီမလို့ဘူးဘယ်လိုဆိုကြပါဒါကြောင့်ဓမ္မတွေနတ်တွေရောက်များတော့လေရောက်လုံးပြုတော့အချိန်ပါသွားလို့ရှင်းတယ်ရောက်လုံးဆွဲချလိုက်တာဒိဋ္ဌိကဆွဲချတယ်ဒါပြန်ရောက်လုံးကဒိဋ္ဌိနဲ့တူတယ်သွန်နဲ့ဒါနသွန်နဲ့ဓမ္မတွေအထက်ရောက်တာနဲ့တူတယ်လေအောင်နဲ့ဒါနသီလတွေစေတနာဟုံးကြီးနဲ့တူတယ်သဘောကျဒါဖြင့်ဒ
ရောက်လုံးတော့ကောင်းလာတာရင်သွားလို့ရတော့အကောင်းမှကောင်းမှမြဲမှာပေါ့ဗျာရောက်လုံးတက်ပြီးမလို့သေးရင်ဖြင့်အောက်ကပိန်းကနေဆွဲပြီးရွတ်လိုက်ပြီးဆုံးလိုက်ရင်ဘယ်လိုလဲလေကသင်္ကန်းများတော့လဲသိတော့မအောင်ရောက်မရောက်ပါနဲ့နိုင်တော့တာရှိမရှိဘူးလားအဲဆိုဒီပဲဓမ္မတို့ဒိဋ္ဌိကမပြုတ်သေးလို့ရှင်သူကတော့အပယ်ဆဲဆက်တဲ့တရားဖြစ်သောကြောင့်ဘယ်လိုပဲပြတ်သွားသွားရုံလုံးနဲ့ဒီတဲ့ဘင်းလုံးနဲ့ဒီတဲ့သိတော့မှသူကဆက်ဆက်စိတ်ချရဒါဖြင့်ခဏပဲဆိုတာပြောလာဒါဖြင့်ဓမ္မတို့စိတ်နဲ့မလွဲပါဘူးနေသတိပေးလိုက်တယ်ဘာနဲ့ပါတိတ်ကိုရင်သုတ်ပြီးမှတိတ်ကိုလောက်ပါဘယ်လိုမှာတိတ်ကိုသုတ်ပြီးမှမြတ်ကိုလောက်ပါဆိုလို့ရှိရင်ဖြင့်ရောင်လုံးနဲ့ဒီကဆက်ချလို့ရသေးရဲ့မရပါဘူးဆိုတော့ပြင်းတတ်ဒါဖြင့်တိတ်ကိုလောက်နေတာကမရဘူးလားလို့မေးရမှာဘယ်လိုဓမ္မတော့မရဘူးလားရမ်းရတယ်ဆိုတာသိကြလားဟိုးရမ်းရတယ်ရမ်းတယ်မှာပဲကိုယ်ဆုံးမရမရပါနဲ့ဆိုရင်မရဘူးဒီကသမာဓိဉာဏ်လုံးရှိတဲ့ပုဂ္ဂိုလ်ကပြောတာဘုမိစ္ဆာရိတိကျုပ်ကြံပါဘူးသမာဓိဉာဏ်လုံးရှိတဲ့ပုဂ္ဂိုလ်ကမတွေ့သေးဘူးရမ်းနေမှာပဲသဘောကျသမာဓိဉာဏ်လုံးရှိတဲ့ဆရာကောင်းသမားကောင်းနဲ့မတွေ့သေးဘူးရမ်းနေပြီတိုင်းပဲရောက်လို့မလို့ကြောင့်အောက်ပြန်ပြောလိုက်လေအောင်ကြောင့်ပြက်လိုက်ဒီတိုင်းမစွန်ကလေးလေးသားကိုကျင့်သဘောကျဒါဖြင့်ဓမ္မတို့တို့သံဃာဘုရားနေကြပါအိုးတုံလိုက်ဆံလိုက်အထက်ကလည်းအောက်ကြလာကဲဘုန်းကြီးဒါပဲရှိတယ်နောက်တော့ဒီလိုနေကြပါလိမ့်လို့အိုးထက်ကလည်းအောက်ကြတယ်ပေါ့ကွာသဘောကျအန္တရာယ်တွေကပြင်းပြလိုက်သက္ကာရိကဒါနပြုလိုက်ကသက္ကာရိကစိတ်တို့ပြင်းကိုယ်သဘောကိုပါလေဒါနပြုလိုက်သဘောကြောင့်ဆက်ကြလိုက်ကြတော့ကိုယ်သဘောကြလေရလားဒိဋ္ဌိရဆိုကြတော့မလိုက်ကြပါဘူးဆိုတော့ဘာကိုယ်သဘောကိုမပါဘူးဒိဋ္ဌိနဲ့ကံစီမံရဆန်းတယ်သဘောကျတော့ဒိဋ္ဌိနဲ့ကံစီမံရဆန်းတော့ဒီတစ်ခါမှအများတို့ဒိဋ္ဌိပြုတ်ဒီတစ်ခါလားဒိဋ္ဌိပြုတ်တဲ့ဒီကိုမရတော့ပါဘူးပြီးတော့လို့ချင်းဆရာဘုန်းကြီးနီးလို့လည်းမရတော့ပါဘူးကျုပ်လည်းမပြုတ်ပါဘူးဆိုလို့ရှိရင်အရင်ပူတိုင်းနေကြသဘောကျဒိဋ္ဌိနဲ့ကံစီမံရဆန်းတဲ့ဒါကတော့နေကြည့်တော့ဒီအကုသိုလ်ကံနဲ့ရှိတဲ့ကုသိုလ်ကံနဲ့ရှိတဲ့အကုသိုလ်ကံနဲ့အောက်ကြီးစီမံနေပါပဲကုသိုလ်ကံနဲ့ဆက်ပဲစီမံပါပဲမိမိသဘောတည်းဒါဖြင့်ဘုရားမှာမိမိသဘောတည်းဒိဋ္ဌိရခါမှမနေကြရပါဘူးပြောမလားပြောပါဒါရင်သမီးတွေမခွဲခြင်းရဲ့နဲ့ပဲခွဲရပါဒိဋ္ဌိကစီမံပြီးပဲပို့ချလိုက်ကြတော့ကွာဒီလိုသမီးတွေနဲ့မခွဲခြင်းနဲ့ခန္ဓာကံတွေကအပေါ်ပြန်လိုက်ပြန်တော့လေကြားဒီမှာဒီသားကြီးဒီနည်းနဲ့အများအားဖြင့်နေရကြည့်တော့လို့ဆိုလို့ဘုရားဒီကစီမံလိုက်အောက်သွားတာဆွဲတယ်ပုဂ္ဂိုလ်ကံရစီမံလိုက်ဆွဲပြီးပေါ်သွားတာဒီလိုတော့ဒီလိုတော့မဖြစ်တော့ဘူးဆိုတဲ့အိဗယ်ကျင်းသွားဘယ်နဲ့ကြောင့်ဖြစ်တဲ့ဒီသဘောတွေမရှိရတာလို့မလို့ဆိုလို့ရှိရင်ဒိဋ္ဌိကျုပ်ပြန်လို့ရှိရင်လေဆက်လန်းတဲ့ဆက်လန်းစောက်သွားမစောက်ဘူးဒါဒိဋ္ဌိတုတ်တဲ့ကံဆိုလို့ရှိရင်ဓမ္မကနိဗ္ဗာန်နဲ့ဒီပို့တော့အဲ့ဒါဒိဋ္ဌိမပြုတ်သေးတဲ့ကံကလည်းဒီကိုလာဒိဋ္ဌိကဆွဲချလိုက်ဆိုတော့ဒါကြောင့်ဘုန်းကြီးကပြောတာဒိဋ္ဌိနဲ့ကံစီမံရခံရတယ်သံဃာခရီးကျင်းရသံဃာခရီးတော်ဘယ်လိုစီမံရခံလဲဒိဋ္ဌိနဲ့ဝတ္တကံကျင်းရဒိဋ္ဌိနဲ့ဝတ္တကံအဲ့ဒါကြောင့်ဓမ္မတို့ဒိဋ္ဌိနဲ့ဝတ္တကံစီမံရတော့ဟိုးဥပရိနိဒေယကြီးတို့ဒီလိုကြီးရက်လာတာကတော့သံဃာစီမံလိုက်ဒိဋ္ဌိကနေပြီးဒီကလာတိရစ္ဆာန်ဘုံပို့ချလိုက်တော့မရှိဘူးလို့ပြရဘယ်လိုစီမံလိုက်ပါဒုတိယနိဒေယကြီးနေတာကတော့သံဃာစီမံလိုက်ဝတ္တကံနဲ့စီမံလိုက်တပည့်ကဒီကနေစိတ်တွေနေတယ်တော့နောက်ရှိဖို့လို့သွားပြရတာကတော့ဒိဋ္ဌိကစီမံလိုက်တော့စိတ်တွေခင်ဗျားတို့ဒိဋ္ဌိနဲ့ဝတ္တကံစီမံရကိုတော့နောက်ဆုံးပိတ်မှာသူတို့သင်ကုန်လိုက်ကြဘုန်းကြီးရှင်းတော့အမှုကြီးတွေရှင်းတော့ဒီကြတယ်
ဒါဖြင့်ဒီကဒိဋ္ဌိပါနေတဲ့ဒိဋ္ဌိနဲ့ကံစိမံရာကိုခံရရတယ်ဆိုတဲ့ကောစိတ်တို့သဘောပါသေးရဲ့ဒါဖြင့်စိတ်တို့ရေကိုယ်သဘောနဲ့ကိုယ်နေနိုင်လားဒါကရောကကိုမြတ်စွာဘုရားရဲ့ကိုရမေကြီးကလည်းမဲ့ရမှာတပါအကုသိုလ်သမာဓိရှိမှာတပါအကုသိုလ်မရှိဘူးကွာဟောဘူးလားအဲ့တော့ခံရမရရဲ့ဒိဋ္ဌိနဲ့ကံစိမံရာဖြင့်ပြောမှာဒါဖြင့်ဉာဏ်ရောက်စင်ကြအောင်တို့တော့ဒါကလည်းဘယ်လိုကြည့်ဉာဏ်ရောက်စင်ကြအောင်တို့တော့ဆိုတော့ဒိဋ္ဌိပြုတ်လို့ဖြစ်ရင်ဒိဋ္ဌိအုပ်တဲ့ကံနဲ့ကိုယ်ဆုံးအောင်မရှိမှန်းနဲ့ရှိမှန်းနဲ့ရဲ့ဒိဋ္ဌိပြောလိုက်ရင်ဒိဋ္ဌိအုပ်တဲ့ကံရှိမှန်းနဲ့ရဲ့ဒါပြန်ဝိဝကကံဖြစ်သွားလို့ကိုယ်ဆုံးအောင်ကျင်းလိုက်ကျင်းတယ်လားမူလတရားပြောက်သွားရမယ်ဒါရမတွေအကျိုးကြောင့်နားလည်မှုတန်ခါရှင်ပြောနေရတာနဲ့ဒိဋ္ဌိဘယ်ကလာကြတော့မဆိုနဲ့ခန္ဓာ၅ပါးနဲ့နှလုံးသွင်းပါတော့လားနှစ်ချက်ရှင်းကြဒိဋ္ဌိဘယ်ကလာခန္ဓာ၅ပါးနှလုံးသွင်းမှနှစ်ခုပေါင်းလို့ပါလာပါလို့ဒါဖြင့်အာရဏိကမနတိကာရဆိုတဲ့ဇာနဲ့ခန္ဓာနဲ့ခန္ဓာကိုအာရဏိကမနတိကာရဆိုတဲ့နှလုံးသွင်းမှပြီးကြတာရှိနေတာနဲ့ဆိုဆုံးမလို့နာနာပဲဟုတ်လားငါမှတ်ထားတယ်မလားငါစိတ်မစမ်းနဲ့ငါကိုကမသိတယ်မလားဒါဆိုတော့ခန္ဓာ၅ပါးကိုနှလုံးသွင်းမှနဲ့ကြည့်လိုက်တာဆိုဆုံးမဘာလို့ပေါ်တော့တခါတော့ကအားကြီးပေါ်တော့အဲ့ဒါအသေးလေးကြည့်ကြပါပြီဘုန်းကြီးတို့ဓမ္မတွေရောညံ့ညံ့ပြောတာဖြင့်ရင်ဝလာမျိုးကောင်းသေးလားမသိရင်သိပါသူ့ဝိညာဉ်ထုတ်ပါဆိုတာကိုဖြင့်မသိနေလို့ဖြင့်မရေမျိုးဖြစ်ဖြင့်မဖြစ်ပါဘူးပြောမလားသဘောပါကြဒါကဟောတာဒီကနာနေတဲ့ခန္ဓာ၅ပါးကိုယ်ခန္ဓာကိုနှလုံးသွင်းမှနှလုံးနဲ့ကြည့်လိုက်ဒီမှာပြန်ဘာပေါ်ဒိဋ္ဌိပေါ်ဒကာရမဒိဋ္ဌိပေါ်ဆိုတာမြင်ရပါလားဒါကဘယ်လိုပါလဲနာပါဒီဘက်ကပါပါလို့နှလုံးသွင်းမှဆိုတော့ကိုယ်သိနေတာတွင်းရှိတပတ်ကနှလုံးသွင်းမှဆိုတော့အာရုံကမနေကြပါဘူးဆိုဒီအဲဒီနှလုံးသွင်းမှနဲ့ခန္ဓာကိုကြည့်လိုက်ပြီဆိုမှချင်းဒါတော့ကြောက်ကြက်လားမိမကြက်လားနာကြက်လားသူကြက်လားမလားဘူးဒါလို့ဖြစ်ကြတာပါလို့ဒိဋ္ဌိရဲ့ရှင်းလားဒါဖြင့်ဓမ္မတွေလောကကြီးထဲမှာကြောက်ကြကောင်းဆုံးဟာနှလုံးသွင်းမှကြောက်ကြကောင်းလို့သဘောကျဘာကြောက်ကြကောင်းနှလုံးသွင်းမှကြောက်ကြကောင်းလို့ပဲဆိုတာဖြင့်ကောင်းကောင်းပေါ်သွားတယ်ရှင်းရတယ်ဒါဖြင့်ဓမ္မတွေနှလုံးသွင်းမှလောက်ကြတယ်နှလုံးသွင်းမှရင်ဒိဋ္ဌိလာတယ်နှလုံးသွင်းမှရင်သက္ကာဒိဋ္ဌိလာတယ်မိစ္ဆာဒိဋ္ဌိလာတယ်ကျန်လားနှလုံးသွင်းမှလို့ရှင်ပါလာမယ်သမာဓိနှလုံးသွင်းမှနှလုံးသွင်းမှသစ္စာပါဒါကြွတော်ပါလားဆိုတာဖြင့်ကိုယ်ပေါ်မှတ်လိုက်တာဒိဋ္ဌိကိုဗမ္မညမှတ်ပြီးကြတာနေရတယ်သင်္ကေတကလည်းသူကနေမျိုးကျန်လားဒါကနေမျိုးဖြစ်ပြီးကြတာနေတော့သူကလည်းဒေါ်လာလာမှမသိတော့စိတ်ကမသိတာအခုတော့ဒီဓမ္မတွေရှင်းလို့ဒီလိုဒေါ်လာလာပါလို့ခန္ဓာ၅ပါးဘုံမျိုးမှာနဲ့ရှိနေလို့လာတာခန္ဓာ၅ပါးမလုံးမျိုးမှာနဲ့ရှိနေလို့လာတာဆိုတာသိကြတယ်ဒါဒီတော့မလုံးမျိုးမှာဆိုတဲ့ဥစ္စာကြီးကြောက်ကြကောင်းဆုံးပေါ့ဗျာခန္ဓာ၅ပါးကတော့မလုံးမျိုးမှာနဲ့ရှိလဲတစ်မျိုးဖြစ်ရမှာသဘောကျနှလုံးသွင်းမှလည်းရှိနေတစ်မျိုးဖြစ်ရဒါကြောင့်နှလုံးသွင်းမှလည်းရှိလိုက်ရင်ရှင်းမိစ္ဆာဒိဋ္ဌိသက္ကာရိနဲ့မိစ္ဆာဒိဋ္ဌိဒီလိုပဲပြောတယ်နှလုံးသွင်းမှလည်းရှိလိုက်တော့လေသမာဓိပေါ်လာတယ်ဆိုတာသဘောကျဒါပြီဒါဖြင့်ဒကာရမတို့ခင်ဗျားတို့မှန်မကြည့်ကြလို့ဆက်တူဘယ်နဲ့ပါလဲမှန်ကြည့်ကြလို့ဆက်တူမှန်လေးကိုဒကာရမတွေမှန်လေးကိုရှင်းပါတော့သာပြီးကြတာခင်ဗျားတို့ကြည့်ကြလုံးကြတယ်ကမကြည့်ကြဘူးကြည့်ကြတော့မှန်ရဲ့ရှင်းကြခ
န္တာရဲ့တောင်းလိုက်တဲ့ခါကြလို့ရှင်းအယုတ်ကတော့ပေါ်မပေါ်ဘူးလားမနက်ကမှနဲ့တဲ့နေကိုတော့မဟုတ်အယုတ်ပေါ်နော်အဲ့ဒီအယုတ်ကိုမှန်ပြီးတဲ့လူကဘယ်လိုများပြင်လို့ဆိုတော့မှရှိကောင်းတာအယုတ်ကိုခါရဲငါရှိကောင်းတာပဲဆိုတော့အယုတ်ကိုငါလုပ်တယ်အယုတ်ကိုဘာလုပ်တယ်အမှန်လေးတရားရမှာအယုတ်ကိုငါလုပ်လို့ရှိရင်ခင်ဗျားတို့နည်းနည်းတော့စဉ်းစားကြည့်တယ်အယုတ်ကိုငါလုပ်ခဲ့လို့ရှိရင်အကြည့်ကမှဒီတစ်ပါးလုပ်လိုက်ပါတော့ဒီလိုလည်းမလုပ်ရှင်းပါကြည့်ရမှန်တော့ကြည့်ရတယ်ခင်ဗျားတို့မှန်တော့မကြည့်ရဘူးဒီတော့ဒီဥမာဒီနေရာမှာမြတ်မွေးဆိုမယ်အဲဒီနေရာကဘုဒ္ဓပိရိကာလာစေမုတ်ပိရိကာလာလေးနဲ့ဒီမဲ့အဆက်ရှိတော့မှန်လို့ကြည့်လိုက်ကြည့်တဲ့အခါကျတော့ဒီလိုလေးကိုဒကာဓမ္မတွေကငါပြင်ဆင်ထားတာအထူးကြဒီလိုပါလို့ပဲဒီလိုငါလို့ပဲဟောဒကာဓမ္မတွေအယုတ်ကိုငါလို့ရှိရင်ရှိတယ်ဒီလိုဆိုကြပါရှိတယ်ကဒီလိုပါလေအယုတ်ကိုငါလို့ဒီလိုဆိုလို့ရှိရင်ဘုန်းကြီးရှင်းတယ်ရှင်းတယ်တဲ့ဟောအဲ့ဒါတော့ဆိုတဲ့အတိုင်းဒါခန္ဓာ၅ပါးသူတစ်ပါးရဲ့ဒီစိတ်ကြံလို့ဖြစ်ဒီစိတ်ကြံလို့ပြနေတဲ့အခါသူတစ်ပါးရဲ့ရှင်လည်းဘုန်းကြီးကကြိုက်ဒီလိုလည်းတော့ကြွားတာအယုတ်ကိုလည်းပါတင်နေတယ်အယုတ်ကငါခံနေတယ်ကိုယ်ခန္ဓာကိုလည်းသူတစ်ပါးရှင်တော့ကြွားတယ်ဘုရားပေါ်လုံးနေဘယ်တော့လဲပေါ်လုံးနေပြီဆိုတော့ပေါ်ကြဒါဖြင့်ဓမ္မတို့ခင်ဗျားတို့ကဘယ်နဲ့ရှင်းနေကြတော့ဆိုလို့ရှိရင်လူကြီးစိတ်မရှိဘူးလို့ခွန်ကြီးကဆိုနေတယ်လူကြီးစိတ်မရှိဘူးလို့ဆိုနေတယ်ဆိုတော့ကလေးတို့ကမှန်မမြင်လို့တဲ့ကလေးတယောက်မှန်ပြည့်မှသူတတ်ပြီးသွားတဲ့အခါသူ့ရဲ့ဒီမမြင်လို့မြင်တဲ့အခါကျကလေးကအမင်းကကြည့်တတ်ဘူးဒါကလည်းဘာလို့မင်းကကြည့်ဘယ်လိုကြောက်အယုတ်ကြောက်အယုတ်ကြောက်တာနဲ့အမေကကြည့်ပြေးလာတယ်ဆိုတော့ကလေးကမသိကြပဲကိုယ်တည်းကလည်းသူ့လေးလူပြက်ရှိတယ်လို့သူထင်တယ်မထင်ဘူးလားအဲ့ဒါကြောင့်ဒီကလေးကအမင်းကတန်ကြော်ပြေးလာဘယ်လိုကြောင့်ပြေးပါလဲဘယ်တော့မှသူ့လေးလူပြက်ရှိသေးတယ်ကြောက်ကြလူရှိသေးတယ်ဆိုတဲ့လေးကိုမြေသူရောက်လို့အမင်းကဒီပြည့်တတ်တာမတတ်ဘူးဒါကြောင့်သူ့ရဲ့ဒီမသိဘူးပေါ့ကျမ်းပါသူ့ရဲ့ဒီမသိလို့ကြောက်လုံးနဲ့အမင်းကဒီကျမ်းမတတ်ဘူးဒီမှာတော့ဘာမှတော့ဒီမှာကြောက်လို့မှကိုမတိပဲဖြစ်ပြီးကြတာနေကြတယ်ဆိုတဲ့အိမ်မျိုးလေးရောက်ပါသဘောကျဒါလေးကလည်းဓမ္မကိုကိုယ့်ကိုသူ့ရဲ့နဲ့ဒီကားလို့ရှင်ဓမ္မကိုအပယ်သွားတယ်ခန္ဓာပြီးတော့ဒီမှန်ကြီးတစ်ခုကိုမျက်နှာရှိမှုပြီးကြတော့ကြည့်လိုက်ပြီးဆိုမှအယုတ်ပေါ်လာတော့အယုတ်ကိုငါပြင်ပြီးကြတာဩတခါလဲတဏှာကလည်းငါချောတာလည်းငါလာပါပဲတဏှာလည်းပေါ်မာနကလည်းဘုရုလူချင်းကမလို့ငါအယုတ်ဆိုးကြည့်တယ်နေရမှာမဟုတ်သေးမလာဘူးလားဒိဋ္ဌိကလည်းငါလိုပြီးရှားမှရှားမလာဘူးလားတခါလဲဓမ္မတို့အယုတ်ပေါ်မှာဗလာလာတို့ဘုရုကလားရှင်းရဘုရားကလာတော့ဓမ္မရာကလာလာဒါတရားဓမ္မတို့ဒါဒီခန္ဓာ၅ပါးပြီးတော့မှန်ဖို့ခန္ဓာ၅ပါးမှန်တဲ့သူကဒီရောအဝိဇ္ဇာမနတိကာရရှိတဲ့ပုဂ္ဂိုလ်ကမကြည့်ကြတာနဲ့အလောနာတဏှာမာနဒိဋ္ဌိပေါ်လာတယ်ပြောမလားမကြည့်ကြတာနဲ့ပါခန္ဓာ၅ပါးဘာနဲ့ဒီလိုနှလုံးသားမှာတော့ပုဂ္ဂိုလ်ကြည့်တယ်နဲ့မဟုတ်ဘူးလားအလောနာကိုဒါဖြင့်ဘုရားကဧကခန္ဓာ၅ပါးပြီးတော့တန်ကိုခမည်းတော်မကြည့်ကြတာနဲ့ဒီပုဂ္ဂိုလ်ချင်းသနာနာနာလေးပြီးတော့အယုတ်ကနှိမ့်ဆက်လို့ကလေးလိုပဲမင်းကပြန်တတ်တယ်ခမည်းတော်ကဒေဝကပြန်တတ်တယ်ဒီပြင်ဘောနပတ်ပြန်ကြည့်တယ်သဘောပါကြတို့တော်လေးကမလက်တာဒီကားလို့ရှင်တော့တော့ကြောက်ပါလို့ပြောဆိုတာကိုယုံကြည်မလုံးမတော့အယုတ်နှိမ့်ဆက်တဲ့သဘောပါလားဘယ်လိုဆိုကြကျင်းကြလားဒီလိုနဲ့ကျင်းတဲ့အိမ်ကြအရှင်းရကမ်းပါဆိုတာကိုလည်းမှားရတယ်တဲ့သဘောပါကြဒါနဲ့ဒါဖြင့်ခန္ဓာကိုယ်ကြီးကမဟာဘုတ်ကိုဖြစ်သွားတော့အမှန်တန်ကြည့်တဲ့ခန္ဓာ၅ပါးမှန်ပြီးအဲဒီမှန်ပြီးကိုနှလုံးသွင်းမှပြီးတော့မျိုးလုံးနဲ့ကြည့်လိုက်ပြီးဒီမှာဖြင့်ငါပြောတယ်ငါလာတယ်ဆိုတာအလဲမှာပေါ်လာဒါဖြင့်ငါပြီးတော့ရုပ်ကအမှန်တန်ကြောက်ကြမကောင်းဘူးလားဒါဖြင့်ဒကာရမတွေ
ဒိဋ္ဌိရဲ့နှိမ့်သက်သောကကိုတောင်းတော့ပယ်လေးပါတော့ဘာနဲ့ကြောင့်ကျင်းကြကျင်းပြီခင်ဗျားရဲ့ရုံနေတဲ့ခါကြတဲ့ရှင်ငါဝါနဲ့ငါတကယ်တော့သိဒီပုဂ္ဂိုလ်ကိုကြည့်ကြည့်ဒီကလည်းဘုရားဟိုပုဂ္ဂိုလ်ပဲနဲ့လည်းမေးလိုက်ပြီဟမ်ဘာလို့လဲဆိုတော့ငါဝလာတာလေငါပြီးနေတာလေငါဘယ်နဲ့နေတော့သူကြရတာသူကပြီးတော့ငါတိုင်းနေမပါဘူးလားပြောနေတော့ပြောမှဒါပြန်ငါရမှာလေမလုံးနဲ့မှန်းနဲ့ခန္ဓာနဲ့ပေါင်းလို့ရင်ဒိဋ္ဌိရဲ့ဆက်ပြီးတဏှာရဲ့ဆက်တာနာမရဲ့ဆက်တာကျင်းတော့ဒါကဖြင့်ဘောင်းနေလာကျင်လို့လာတာလားအကြည့်မားလို့လာတာခန္ဓာ၅ပါးပြီးတော့မှန်ကြီးနော်ခန္ဓာ၅ပါးမှန်တဲ့ဒီလေအဝိဇ္ဇာမနိကာရရှိတဲ့ပုဂ္ဂိုလ်ကမှန်ကြီးတစ်ပါးနဲ့ဒီလေအလောဘကလာလာတွေဒီတော့မကောင်းတဲ့မျိုးမျိုးအရေးကြီးပေါ်လာမပေါ်ဘူးလားဒါဝင်တာတဲ့ဒီနဲ့သင်ကြကြတော့ရာဂနိုင်ရနေခန္ဓာ၅ပါးရှိတာပဲဘယ်လိုမှရှိရလားအကြည့်မားတာပြင်ဝင်လို့ရှိတော့မယ်ဒါဖြင့်ကိုယ်ကမှပြင်ကြတယ်ဒီရောဂီတော်မနိကာရနဲ့တပတ်ကြာရောဂီတော်မနိကာရနဲ့ကြိတ်တော့ဝေဒနာပြည့်ရတော့ဝေဒနာလေးကအနိစ္စပညာပြည့်အနိစ္စဒီနှလုံးသားနဲ့ကြိတ်တော့အနိစ္စဉာဏ်ဆိုတဲ့ဉာဏ်ကအလယ်မှာလာတော့နှလုံးထဲမှာနေတော့အနိစ္စဉာဏ်ဆိုတော့ဓမ္မရိပ်တပတ်ကြာဆိုတော့မှန်ကြီးတဲ့ရတော့ဓမ္မရိပ်ဖွက်အရင်ကတော့ဒီညာမိစ္ဆာရိပ်ပေါ့ဒါကြောင့်ဒီကံ၅ပါးကိုခင်ဗျားတို့ဒါကြောင့်ဖြစ်တဲ့လောက်ကြစမ်းပါဝေဒနာလည်းပြောအောင်ရှားစမ်းပါဖြစ်တဲ့သိကြဝေဒနာလေးဖြစ်တဲ့သိစမ်းပါစိတ်ကိုလည်းပြောအောင်ရှားပါရှားပြီးဖြစ်တဲ့သိစမ်းပါဆိုတာသမာဓိပေါ်ခိုင်းတပည့်ကြဒါပေါ်အောင်ခိုင်းတာသမာဓိပေါ်ခိုင်းတော့နှလုံးထဲမှန်တဲ့ခန္ဓာနဲ့ကြည့်လိုက်ကြတော့ဘာပေါ်လဲသမာဓိပေါ်လာတဲ့အခါကျတော့ရှိရင်မိစ္ဆာရိပ်ကြီးပါသမာဓိပေါ်မိစ္ဆာရိပ်ကြီးတွေကဓမ္မတွေဘာမှမသိနေနဲ့ငြင်းနေကြကြောက်ဘာလဲမိစ္ဆာရိပ်ကြီးတွေကဒါဖြင့်ငြင်းနေကြကြောက်မပြောက်ဘူးဟာချင်းဒီနေ့ဟောတဲ့တရားမှာဓမ္မတွေလေးစားကြမှတ်ကြတာနင်နှလုံးသွင်းပါနဲ့ခန္ဓာနဲ့တည်းကိုဒီနှလုံးသွင်းပါနဲ့ခန္ဓာနဲ့တွေ့နေရင်ဒါဒိဋ္ဌိလားဟုတ်ပါလေနှလုံးသွင်းပါနဲ့ခန္ဓာနဲ့တည့်ပါလို့ရှိရင်ဒါဖြင့်ဆရာတော်မှာတော့ကိုယ်ကိုစိတ်ကပြီးကြတာနေကြတော့လေဒိဋ္ဌိစိတ်ကိုအလျော်လေးလားဘယ်လိုမှကြောင့်မရဘူးလားခန္ဓာကိုယ်ငါကဆရာဘုန်းကြီးကဆိုတယ်မနေ့ခန္ဓာကိုယ်သိချောကြည့်ကဝေဒနာနဲ့တွေ့နေစိတ်နဲ့တွေ့နေမယ်တွေ့လို့ရှင်စိုက်ကြည့်ကတွေ့ရင်စိုက်ကြည့်ကဆိုတော့ဖြစ်တယ်ဖြစ်တယ်ဒါဖြင့်ဒီကခန္ဓာရဲ့မှာနှလုံးထဲမှာနဲ့ကြည့်လိုက်တဲ့အခါကျတော့ဖြစ်တယ်ဆိုတဲ့ဉာဏ်ကအလယ်လာတာပေါ့ခန္ဓာကဒိဋ္ဌိပေါ်တဲ့နေရာမှာမိစ္ဆာဒိဋ္ဌိပေါ်တဲ့နေရာမှာသမာဓိပေါ်ပြောမယ်ဒါဖြင့်နှလုံးထဲမှာနဲ့ကြည့်ခန္ဓာကြည့်လိုက်ကြတော့ဘာပေါ်လဲနှလုံးထဲမှာနဲ့ခန္ဓာကြည့်လိုက်တာဒါဖြင့်ဟောဒီကျောင်းမှာအားလုံးကဓမ္မတွေအလုံးလုံးနေတဲ့ပုဂ္ဂိုလ်ဝေဒနာလည်းတွေ့ပါတယ်ဗျာဒါလေးရဲ့ဖြစ်ပြီးကြက်ကြလေးတွေတွေ့ပါတယ်ဆိုတော့သူ့မင်းပါဖြစ်တယ်လို့မဆိုနဲ့မင်းပါမှာအပယ်လေးပါးသွားရတဲ့ဒိဋ္ဌိတွေဟောဒီသမာဓိနဲ့မှတ်ကြပြီပြောမလားသမာဓိနဲ့မှတ်ကြတယ်ဆိုတော့သူကတရားလေးရောက်တော့မှသမာသင်္ကပ္ပနဲ့သမာဓိနဲ့သမာသမာဓိနဲ့သမာဝါမနဲ့ရောရောဒါကမှတ်တယ်ဆိုမဆောက်ဘူးလားဒါဖြင့်ဒီနေ့ဒီကသိပြီးတော့လည်းမများပါဘူးဒီကတော့ဒါလေးဖြင့်နှလုံးသွင်းမှန်တဲ့ခန္ဓာကိုကြည့်လိုက်ရင်ရှင်းရင်မဲ့တယ်ပေါ်ပါလိမ့်နှလုံးသွင်းမှန်တဲ့ခန္ဓာကြည့်လိုက်ရင်မိစ္ဆာမဲ့တယ်ပေါ်ပါလိမ့်ပြောမလားဒါကနှလုံးသွင်းမှန်တဲ့ခန္ဓာကြည့်ရင်သမာဓိပေါ်ပါတယ်ဆိုသမာဓိကလုံးနဲ့ပေါ်တာလားမဲ့တယ်နာလားပေါ်ဒီဆိုရမှတ်ပါသေးချာမှတ်ပါအမှန်တန်ကောင်းကြောင်းတဲ့ဒီကလာဒိဋ္ဌိကမြင်နေကြီးလို့ဟုတ်တယ်ဒီဆိုရရုံနာကိုကြောရောပေါ့မဟုတ်သေးဘူးနော်ရုံနာကိုရင်ဒိဋ္ဌိကမသေးဘူးကျမ်းလားရုံနာကိုရင်မသေးဘူးတဲ့ဝေဒနာရှိတဲ့ပုဂ္ဂိုလ်ဝေဒနာတွေ့ပြီးဖြစ်တဲ့တွေ့ပါမှာဖြစ်တဲ့တွေ့လိုက်တော့ဝေဒနာဒီကခန္ဓာနဲ့မှန်တဲ့ခန္ဓာကြည့်လိုက်တာကိုခန္ဓာကြည့်တော့ဝေဒနာတွေ့တွေ့တော့ဝေဒနာရဲ့ရှားပြည့်တယ်ဖြစ်တဲ့တွေ့တယ်ဒါလို့ဒီနှလုံးထဲမှာနဲ့ကြည့်လိုက်တဲ့အခါကျတော့ဖြစ်တဲ့တွေ့တဲ့ဉာဏ်ရင်းပေါ်လာဘူးဟောကြဒါဖြင့်
နှလုံးသွင်းမှနဲ့ခန္ဓာရှိပြန်တော့လေသမာဓိရှိမဲ့ရင်၅ပါးပေါ့နှလုံးသွင်းမှနဲ့ခန္ဓာရှိလိုက်ပြန်တော့မိစ္ဆာနဲ့၅ပါးလာပေါ့သဘောကျဒါဖြင့်အရေးကြီးဆုံးချက်ဒီကရမနှလုံးသွင်းမှဖို့ကအရေးကြီးနှလုံးသွင်းမှဖို့ဆိုတော့ဒါလေဆရာတော်ကအကူအညီချင်းဘယ်တော့မှမပေါ်ပေါ်တော့ဒါဖြင့်ဒကာရမတို့ကိုယ်ခန္ဓာလည်းအားထုတ်တဲ့ရုံဖြစ်တယ်ကြည့်ရတာပဲကြည့်တိုင်းကြည့်တိုင်းဘာနဲ့ကြည့်လဲနှလုံးသွင်းမှနဲ့ကြည့်တိုင်းကြည့်တိုင်းလည်းဘာလို့ပေါ်နေသိညာသမာဓိနဲ့ပေါ်လို့သမာဓိနဲ့ပေါ်တိုင်းပဲမိစ္ဆာလေးကြီးမှတ်နေတယ်ကတဏှာနဲ့ရောရောတယ်လားတဏှာစိတ်တော့ဥပါဒာသုတ်ပါကံကြီးကသုတ်ပါတော်ဘုရားသာပြီသုတ်ပါဒါဖြင့်သောတာပန်ကြီးကြပါတော်ဘုရားကသိတာဘာလဲလို့ဘယ်လိုကြောင့်သောတာပန်ကြီးကြပါလဲလို့ဆိုတော့နှလုံးထဲမှာနဲ့ခန္ဓာရှိလိုက်တဲ့အတွက်မဲ့ရင်ဖြစ်သွားလို့မဲ့ရသွားလို့ကျင်းမလားနှလုံးထဲမှာနဲ့ခန္ဓာရှိတော့ဘာရဒါတော့မဲ့ရသွားပြီဝေးကြလားလို့ပြောတဲ့အခါကျတော့မဝေးပါဘူးလို့ဆိုတာယနေ့သုံးတဲ့ချက်နှလုံးသားမှာနဲ့ခန္ဓာကြီးရင်ဒါပေါ်လာဒါကလည်းဓမ္မလေးကိုလည်းမြင်ပေါ်ဘူးလားနှလုံးသားမှာနဲ့ခန္ဓာကြီးရင်တော့လေဘုရားလေးကိုလည်းမြင်ပေါ်ဘူးလားကျင်းမလားဒါဖြင့်ဓမ္မဓမ္မကိုဓမ္မလေးကိုလည်းမြင်ပေါ်လို့ရှိရင်ဒီပုဂ္ဂိုလ်ဟာဒိဋ္ဌိတယ်တာဟုတ်လားဒိဋ္ဌိတယ်တော့ဓမ္မဓမ္မကိုမရောမျိုးကြီးလည်းနေတယ်မရောမျိုးကြီးပြည့်တယ်ဆိုတာတော့ကြဒါဖြင့်ဒီကောင်ကအလုံးလိုက်တာပြည့်ဝေငါသိရင်လည်းပြည့်ဖြစ်ပြရင်လည်းပြည့်မှာသိတွေ့ရင်လည်းမရဘူးသိကလေးအစအဆုံးလိုက်သိကလေးတွေကလည်းဆိုလို့ချင်းရင်အနိစ္စဉာဏ်ကြောင့်လည်းဖြစ်ဖြစ်မိအောင်လည်းလိုက်ရတဲ့အခါကျတော့စိတ်ကဖြစ်ပြဟုတ်လားနှလုံးထဲမှာလို့ကြည့်လိုက်တော့စိတ်ကဖြစ်ပြကိုဉာဏ်ကမတွေ့ဘူးဒါဖြင့်ဒါကအလောနာတာပေါ်လာလို့ဆိုတော့သမာဓိနဲ့ပေါ်လာရှင်းလားအလောနာတာပေါ်လာလို့သမာဓိနဲ့ပေါ်ဖို့အရေးရရာဏကိုခန္ဓာနဲ့နှလုံးသွင်းမှနဲ့ပေါ်ရှင်းလားခန္ဓာနဲ့နှလုံးသွင်းမှနဲ့ဘာလဲခန္ဓာနဲ့နှလုံးသွင်းမှနဲ့ပြောလိုက်ဒိဋ္ဌိစဉ်းနေပြီးမှရင်ဒီတဲ့ကောင်းရှိသေးရဲ့အဲဒီတော့ဒီမှာသမာဓိရှိမဂ္ဂင်ပေါ်လာတာဒီခန္ဓာကိုကိုယ်နှလုံးသွင်းနှလုံးထဲမှန်မှန်လေးနဲ့ကြည့်သေးလို့ရှင်းရှင်းဩခန္ဓာ၅ပါးအနိစ္စတရားလို့ကြည့်လို့ညာရကြားတာပေါ်မပေါ်လာတော့ဆိုတော့သဘောကျဟုတ်ရဲ့ဒါပေါ်တော့ဖြစ်တဲ့နေရောနောက်ကြတော့ဒီဖြစ်တဲ့ဒီရှိပါများတော့မဟုတ်ပါဘူးနောက်ကြတော့ဒီနှလုံးထဲမှန်လို့ရှိပါများလာတော့ဒီမက်ကရွက်မလာဘူးလားနောက်ကြတော့ဒီခန္ဓာကြီးချင်းအနိစ္စတရားဖို့မလို့ချင်းပါမလားဘူးဒါတော့ခါကြဒီခန္ဓာပြောက်ခန္ဓာပြောက်သွားပြီနောက်ကကျန်မကျန်ဘူးဒီနောက်ကဒီကားလို့ရှင်ဒီအပေလေးကတရားကိုတတ်ပြီးတာကနိဗ္ဗာန်ဖို့တယ်အပေလေးကတရားကိုနိဗ္ဗာန်ကိုတတ်တယ်လည်းကြည့်တယ်နိဗ္ဗာန်ဖို့တာလည်းအဲ့ဒါကြောင့်မဲ့တတ်ပြီးကိုဘုန်းကြီးရှင်းပြီးနည်းနည်းလေးပြောလိုက်ပါဦးတရားဝနာကိုရေထဲမှာပြေရှိတာရေကရေကြီးတဲ့မှာလေလေးဒီကချထားတာပေါ့လေးတော်ကဝင်တင်ပြီးကြတာတော့ဟုတ်တော့ဒီကကမ်းကခါတာလဲလေးတယ်ဘုရားကမ်းရောက်တာဝေါမောဆောင်တာရေကိုပြတ်တာဒီကလောက်လောက်ပါဒီကကမ်းကခါတယ်လို့ဒီကလောက်ပါဘုရားကဆောက်တယ်လို့ဝန်ဒီသူ့ဘာသာကျင်တဲ့ဝန်ဒီဟိုဘက်ကအောင်ပို့တာဒီရေကြီးကိုသူမို့တော့ဆက်နေတယ်လို့ဆိုပြီးဆက်တာတော့ဒီကောင်တော့လုပ်တာဒီမှာလေတဲ့ဒါကရမတွေသိသိချာချာမှတ်ပါတဲ့နှလုံးထဲမှာနဲ့ကြည့်လိုက်တဲ့အခါကျတော့ဒီမောက်ရင်ဒီလေးလို့လို့မလုပ်ဘူးမိစ္ဆာလေးကြီးကိုတတ်တာပဲသူရဟုတ်မိစ္ဆာလေးကြီးကိုသူ့နေရာမှာပဲထုတ်ရတယ်မိစ္ဆာလေးကြီးတတ်တာပဲသဘောကျဒီဘက်ကနှုတ်ပါမြင်တာရောဒီဘက်ကလာရတဲ့ခဏဥပါဒံကံပြေသတ်တာရောသဘောကျစိတ်ပါပြည့်လာတယ်ပွားတော့ပြည့်လာတာသဘောကျဒိဋ္ဌိတော့ကိုနိဗ္ဗာန်ပို့တာလည်းပြီးတယ်ဒါဖြင့်နိဗ္ဗာန်ကိုပို့တာလည်းမဟုတ်ဘူးသဘောကျတန်တနာလေးကတာရောသဘောကျနိဗ္ဗာန်ပို့တာလည်းဒီလိုပါလေးကတာရောကျင်းနေနော်ရောတာပြဒီကောင်လုံးလေးလို့ပါဒီမှာတော့ကံပြီးပြီးတော့ခန္ဓာကြီးဆွတ်လာတယ်သဘောကျခန္ဓာဆွတ်လာတယ်ခန္ဓာဆွတ်လာတယ်သဘောကျ
နိဗ္ဗာန်လို့ရတယ်ဒီလိုကလည်းကြောင်းလို့တယ်မက်ကံလို့လို့ဘုရားဒီလိုပါလို့မှပြတယ်ဗာတဲ့ဘုရားပညာဒီတပည့်ဒီရာမဝိပဿနာဉာဏ်နဲ့ကဒီနဲ့ဒီကွာဒါကြောင့်မက်ကံမရရဟောပါဆိုတာသိဆုံးတော့ဒိဋ္ဌိသတ်တာလေနိဗ္ဗာန်လို့တာလေတရားတော်ကနေရာကြလိုက်တာတဲ့ပြပါပြတာလေမက်ကံပဲခန္ဓာကြီးဆက်တာလေဒီမှာကံပြီးတော့ခန္ဓာဆက်တာလေဒီကိုဘုမာကံပြီးတော့နိဗ္ဗာန်ပို့တာလေဒီလိုအလောကကြီးဆက်တာဒီလိုဒီဝန်တွေကိုဒိဋ္ဌပုဂ္ဂိုလ်ကိုနိဗ္ဗာန်ဆောင်ပို့တာလေရောဆိုတဲ့လေနဲ့မက်ကံနဲ့ရှိပါတယ်ဒီဘက်ကယုံနာခန္ဓာတွေဒီတော့ဒီမှာကံဆက်တာလေမက်ကံဆောင်တယ်မက်ကံလေတယ်ဘုမာကံအရောက်ပို့ပေးတာမက်ကံဆောင်တယ်ဒီလိုကလေးဒီညာမှာဒီလိုကလေးဆက်ထွက်သွားတာမိစ္ဆာလေးကိုဆက်ထွက်သွားတာတပည့်ကြဒါဒီကြောမှာတရားအဘိဓမ္မာပုဂ္ဂိုလ်နိဗ္ဗာန်ယူဆောင်သွားတဲ့ဝန်ထုတ်ကိုဆောင်သွားတာပေါ့မက်ကံလှုပ်ဆိုင်တယ်မလှုပ်တော့ဘူးလားဒါဖြင့်ဘုရားကနှလုံးထဲမှန်နဲ့လားခန္ဓာကြည့်လို့ရှင်းမက်ကံလေးလေးလို့ပြောတယ်ပြောဒုက္ခသစ္စာကိုလည်းစွန့်ပေးတယ်။မြေရောဒုက္ခကြီးလည်းအရောက်ကိုအပေကားတော့ဒီလိုကလည်းချက်ပေးတယ်။အဘိဓမ္မာပုဂ္ဂိုလ်ကလည်းမရောက်အရောက်ဝန်ကိုဆောင်တတ်တယ်ဆိုတာဘုရားတာဝန်ကြီးလို့ဒါကြောင့်ဒီတရားကလည်းမလုပ်ဆိုင်မလုပ်ဆိုင်ပြောမလားပြောရင်ဒီရင်တော့ပါ